ကဘာမြေကြီးအနက်ဆိုင်ဆုံးလျှို့ဝှက်ချက်မင်္ဂလာပါကဘာအမြင့်ဆုံးတောင်ကိုမင်းအေးဝရဲ့တောင်လို့လူတိုင်းချက်ချင်းဖြေနိုင်ကြပါတယ်ဒါပေမဲ့ကဘာအနက်ဆိုင်ဆုံးနေရာကဘေးမှာလဲအဲ့ဒီနေရာမှာဘာတွေရှိနေလဲလို့မင်းလို့လူတိုင်းမသိနိုင်ကြပါဘူးတကယ်လို့များအေးဝရဲ့တောင်ကြီးကိုစောက်ထိုးပြောင်းပြန်လန်ပြီး Pacific သမုဒ္ဒရာတွေကဒီ6ကြီးတဲ့ထည့်လိုက်မယ်ဆိုရင်တော့တောင်ထိပ်ဖျားဟာရေမျက်နှာပြင်ပေါ်ကိုပေါ်လာမှာမဟုတ်ပဲရေအောက်2ကီလိုမီတာလောက်မှာနစ်မြုပ်နေမှာပါဟုတ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာမြေမျက်နှာပြင်ရဲ့အနက်ဆိုင်ဆုံးအမာရွက်ကြီးလို့တင်စားခေါ်ဝကြတဲ့မာရီယာနာ6ကြီးမာရီယာနာ Trench အကြောင်းနဲ့သူ့ရဲ့အောက်ခြေမှာပုံကွယ်နေတဲ့လျှို့ဝှက်စမ်းကြယ်မှုတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မာရီယာနာ6ကြီးဟာ Pacific သမုဒ္ဒရာအနောက်ဘက်ခြမ်းမာရီယာနာကျွန်းစုရဲ့အရှေ့ဘက်မှာတည်ရှိပါတယ်။သူ့ရဲ့ပုံစံကကောင်းကင်ကကြည့်မယ်ဆိုရင်လက်ချမ်းကွေးပုံစံနဲ့ရှိပါတယ်။အလျားအားဖြင့်မိုင်ပေါင်း1500ကျော်ရှည်လျားပြီးပြင်းမြန်အကျယ်ကတော့43မိုင်ရှိပါတယ်။ဒီ6ကြီးဘလို့ဖြစ်ပေါ်လာတယ်လဲဆိုရင်ကမ္ဘာမြေအောက်ကမြေလွှာချက်ကြီးနှစ်ခုတိုက်မိရာကနေဖြစ်လာတာပါ။ Pacific မြေလွှာချက်ကြီးကပိုသေးငယ်တဲ့မာရီယာနာမြေလွှာချက်ရဲ့အောက်သေးကိုထိုးဝင်သွားတဲ့အခါမှာအခုလိုနက်ဆိုင်လာတဲ့သမုဒ္ဒရာကျမ်းပြင်6ကြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒီ6ကြီးရဲ့အနက်ဆုံးနေရာကိုတော့ Challenger Deep လို့ခေါ်ဆိုပြီးအနက်ပေပေါင်း36,000ကျော်ရှိပါတယ်။ဒီလောက်နက်ဆိုင်တဲ့နေရာမှာပတ်ဝန်းကျင်အခြေအနေကဘယ်လိုရှိမလဲ။အဓိကစိန်ခေါ်မှုကတော့ဖိအားပါပဲ။မာရီယာနာ6ကြီးရဲ့အောက်ခြေမှာရှိတဲ့ရေဖိအားဟာကမ္ဘာမြေမျက်နှာပြင်ပေါ်ကလေထုဖိအားထက်အစာပေါင်း1500လောက်ပိုများပါတယ်။ဥပမာမြင်သာအောင်ပြောရင်တင်းရဲ့လက်မှတ်ထိပ်လေးပေါ်မှာအာဖရိကစင်ကြီးကောင်လာရက်နေတယ်လို့မျိုးဖိအားနဲ့ညီညွတ်ပါတယ်။ဒါကြောင့်တာမန်ရေငုပ်တင်ဘော်ဒီဟာဒီအနက်ကိုရောက်တာနဲ့တန်ပုံးကိုဖိချေလိုက်တယ်လို့မျိုးချက်ချင်းပိန်လိန်ပိတ်ပြီးပျက်စီးသွားမှာပါ။နောက်တစ်ခုကတော့အပူချိန်ပါနေအောင်ကြီးလုံးဝမရောက်ရှိနိုင်တဲ့အတွက်အမြဲတမ်းမောင်မိုက်နေပြီးရေအပူချိန်ဟာရေခဲမှတ်နာနီးကပ်တဲ့1 degree နဲ့4 degree centigrade ကြားမှာပဲရှိပါတယ်။ဒါဟာကမ္ဘာပေါ်မှာတက်ရှိတွေရှင်သန်ဖို့အခက်ခဲဆုံးနေရာတစ်ခုပါပဲ။အရင်တုန်းကတော့ဒီလောက်ဖိအားများပြီးအေးဆက်မောင်မိုက်တဲ့နေရာမှာဘယ်သက်ရှိမှမနေနိုင်ဘူးလို့သိပ္ပံပညာရှင်တွေထင်ခဲ့ကြပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့မာရီယာနာ6ကြီးထဲမှာအာအောစရာကောင်းတဲ့သက်ရှိတွေရှိနေပါတယ်။ဒီအနက်ပိုင်းဆုံးကို Harder Zone လို့ခေါ်ပါတယ်။ဒီမှာတွေ့ရတဲ့သက်ရှိတွေဟာဖိအားဒဏ်ခံနိုင်ဖို့အယိုးတွေမာကြောမနေပဲပျော်ပြောင်းတဲ့ခန္ဓာကိုယ်တိဆောက်ပုံတွေရှိကြပါတယ်။ဥပမာမာရီယာနာ Snailfish လို့ခေါ်တဲ့ငါးလေးတွေဆိုရင်အလွန်နဲ့တဲ့နေရာမှာရှင်သန်နိုင်ပြီးသူတို့ရဲ့အရွေဖျားကဖောက်ထွေးမြင်နိုင်လောက်အောင်ပါလွာပါတယ်။နောက်ပြီးအနုကြည့်မှန်ဖြောင်းတဲ့ကြီးမှမြင်ရတဲ့ Xenophorus လို့ခေါ်တဲ့အေယာမာအမီပါတယ်။ပလတ်စတစ်လိုပုံစံရှိတဲ့ပင်လယ်သခွားတွေနဲ့အမောင်ထဲမှာကိုယ်ပိုင်အလင်းရောင်ထုတ်လွှတ်နိုင်တဲ့ bioluminescent သတ္တဝါတွေကိုလည်းတွေ့ရှိရပါတယ်။သူတို့ဟာအစာရှားဖားတဲ့အတဲ့အပေါ်ကကျလာတဲ့အကွင်းအကြံတွေကိုစားတော့ပြီးနှစ်တန်းဖုံးများစွာရှင်သန်လာခဲ့ကြတာပါ။မာရီယာနာ6ကြီးရဲ့အောက်ခြေကိုလူသားတွေဘယ်နှခါရောက်ဘူးသလဲအာအောစီယာကောင်းတာကလကဘာပေါ်ကိုလူတွေအချင်းချင်းရောက်ဖူးပြီးမြဲဒီ6ကြီးရဲ့အောက်ဆုံးထိရောက်ဖူးသူကတော့လက်ချိုးရည်လို့ရပါသေးတယ်ပထမဆုံးအချိန်ဖြစ်1960ခုနှစ်မှာ Don Walsh နဲ့ Jack Speaker တို့က Trias ဆိုတဲ့ရင်းငုတ်ရံနဲ့ဆင်းသက်ခဲ့ပါတယ်အဲ့ဒီနောက်နှစ်ပေါင်း50ကျော်ကြာမှာနာမည်ကျော်ရုပ်ရှင်ဒါရိုက်တာ James Cameron တိုက်တဲ့ net director ဟာ Deep Sea Challenger ရံနဲ့တကိုယ်တော်ဆင်းသက်ခဲ့ပါတယ်2019မှာ Victor Vescovo ဆိုသူကနောက်ထပ်စန့်ကျင်တင်ဆင်းတက်နိုင်ခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတဲ့အချက်တစ်ခုကတော့ Victor Vescovo အောက်ဆုံးရောက်ချိန်မှာတက်ရှိစမ်းတွေအပြင်လူသားတွေစွန့်ပစ်လိုက်တဲ့ plastic အိတ်တလုံးကမှရှာဖွေတွေ့ရှိခဲ့တာပါတယ်။ဒါဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုကကမ္ဘာအနက်ဆုံးနေရာထိတောင်ရောက်ရှိနေပြီဆိုတာကိုမီးမောင်းထိုးပေးနေပါတယ်။မာရီယာနာ6ကြီးဟာကျွန်တော်တို့ကမ္ဘာမြေရဲ့နောက်ဆုံးနယ်မြေတစ်ခုလိုဖြစ်နေပါသေးတယ်။သိပ္ပံပညာရှင်တွေရဲ့ပြောကြားချက်အရသမုဒ္ဒရာကျမ်းပင်ရဲ့80%ကျော်ကိုလူသားတွေတေချာစူးစမ်းလေ့လာရခြင်းမရှိသေးပါဘူး။မာရီယာနာ6ကြီးထဲမှာရှာမတွေ့သေးတဲ့ဘက်တီးရီးယားတွေဗိုင်းရပ်စ်တွေနဲ့ဆေးပညာရအသုံးဝင်နိုင်တဲ့ drug bomb တွေအများကြီးကျန်ရှိနေနိုင်ပါသေးတယ်။ကမ္ဘာအပြင်ဘက်ကအင်္ဂါရော Mars မျက်နှာပြင်အကြောင်းကိုကျွန်တော်တို့ပိုသိကြပေမဲ့ကိုယ်ကမ္ဘာမြေရဲ့သမုဒ္ဒရာအောက်ခြေရဲ့အကြောင်းကိုတော့သိမသိကြသေးပါဘူး။နေထောက်ပညာတွေတိုးတက်လာတာနဲ့အမျှနောက်တစ်ချိန်မှာဒီအမောင်ထူးကြီးထဲကနေဘယ်လိုအာမတ်လျှို့ဝှက်စမ်းကြယ်တွေကိုဖော်ထုတ်နိုင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။